လာပါမင်္ဂလာပါစနိုးပါဒါလေးကအေးမြတ်သူပါရှင်ဒီနေ့မအေးမြတ်သူနဲ့စနိုးကဘာလေးလောက်ပြမလဲဆိုလို့ရှိရင်ချင်းမအောက်ပိုင်းထိုင်ထားတာပေါ့နော်အောက်ပိုင်းထိုင်တာမနေ့ကလည်းတက်လက်ဆွဲထားတယ်ဒီနေ့ကအောက်ပိုင်းထိုင်ထားတယ် D squat ဆိုပြီးတော့အောက်ထိထိုင်ထားရတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်အောက်ပိုင်းနေထိုင်ပြီးသွားလို့ကိုကညောင်းနေတယ်အောက်ပိုင်းနေအရန်တင်းနေတယ်ဆိုတဲ့သူလေးတွေအတွက်ကိုအရန်လွယ်တဲ့အကျော်လျှော့နေ၅မျိုးသင်ပေးသွားမှာဖြစ်ပါတယ်ကဲလိုက်လုပ်ကြည့်ရအောင်နော်Okay ကဲအဲ့ဆိုလို့ရှိရင်စလိုက်ရအောင်เนาะပထမဆုံး exercise လေးတစ်ခုသွားမယ်မမြတ်တို့အခုထိုင်ထားသလိုမျိုးပဲခြေပြားလေးတွေပူထားမယ်เนาะပြီးရင်ခြေထောက်ကလေးကိုကင်ထားမယ်ဒူးလေးကိုခါပေးပါအောင် butterfly လေးသွားမယ်เนาะအားလေးနဲ့ခါထားပေးဟုတ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာဒီခြေထောက်ကလေးကအောက်ကမတ်ကိုရိုက်ချနေတဲ့ပုံစံမျိုးလေးပေါ့เนาะအဲ့လိုမျိုးလေးခါထားဟုတ်တယ်ကောင်းတယ်ဒါမျိုးလေးကိုအကျော်လေးပြေသွားပြီးတော့ပေါင်အတွင်းလေးတွေအညောင်းပြေသွားတဲ့အထိလှုပ်လို့ရတယ်နောက်တစ်ခွက်လေးသားကြည့်လိုက်ရအောင်เนาะနောက်တစ်ခွက်လေးကမမြတ်တို့တမလင်းလေးခွေလိုက်ပြီးရင်ညာဘက်6ကလေးကိုတထောင်လေးကိုထည့်မယ်เนาะခြေသလုံးလေးကိုဆွဲတထောင်လေးကိုထည့်တထောင်လေးဝင်အောင်ထည့်မယ်ပြီးရင်ခါကုန်းသွားတတ်တယ်ခါကုန်းနေဆိုလို့ရှိရင်ခါလေးကိုနိုင်တဲ့လောက်ကလေးဆန်ထုတ်မယ်ဘဲညာလေးလှဲထုတ်ပြီးပါအောင်ဟုတ်တယ်တော့ကြဘယ်နာလေးထိမလဲဆိုလို့ရှိရင်ဒီနေရာလေးကနေတင်မာကြောထိတောက်လျှောက်ပေါ့เนาะတင်းနေရနေရာလေးထိလိုက်မယ်ဟုတ်တယ်ဘဲညာလေးကိုနည်းနည်းလေးရှိတ်ထည့်ပါအောင်ဟုတ်တယ်ကောင်းတယ်မမြတ်ဆိုတအားပြော့တယ်အောင်ပြောရင်ပြင်းနေတာပြော့တအားပြော့တယ်နောက်တစ်ချမ်းလေးပြပေးပါအောင်ကြောက်လေးချမယ်နော်အတွင်းထဲကိုထည့်လိုက်ဟုတ်တယ်ဒါလေးကိုခါလေးတွေကိုနိုင်တဲ့လောက်လေးစမ်းထုံမယ်စိတ်လေးလျှော့ဒါပညာလေးကိုဆွဲခါဒီနေရာရဲ့ကြောက်ကတင်းနေလိုက်မယ်ဆွဲလိုက်လို့ရှိရင်ပိုတင်းတယ်ဒါပေမဲ့အဲ့ဒီနေရာလေးတွေကိုကိုကလိုက်ပြီးတောင်းတာမှမဟုတ်ဘဲနဲ့လျှော့ပြီးတော့မှခါထုတ်တဲ့ပုံစံလေးနော်โอเคကောင်းတယ်ရပြီအဲ့ဒါချလိုက်နောက်တစ်ခွက်လေးသွားကြည့်အောင်နော်နောက်ထပ်တတိယအခွက်ကလေးကကြတော့ဒူးလေးထောင်းလိုက်လက်လေးအနောက်မှာထောက်လိုက်ခြေပြားလေးကိုကာထုံလိုက်မယ်နော်ခြေပြားလေးကိုကာပြီးတော့ဒူးနှစ်ဖက်လေးကိုဘဲညာလေးချကြည့်ဟုတ်တယ်နှစ်ဖက်လုံးချမယ်နော်နှစ်ဖက်လုံးချကောင်းတယ်နှစ်ဖက်လုံးချဟုတ်တယ်ဘယ်လိုမျိုးပုံစံလေးတော့ဘယ်လိုမျိုးလေးလဲဆိုရင်ဒီတင်မာနဲ့လက်နဲ့အရန်မဝေးနဲ့အပေါ်ပိုင်းလေးကိုညှိနှာပေါ့နော်အပေါ်ပိုင်းလေးကိုညှိနှာပြီးတော့မှပေါင်လေးကိုဖြော်မယ်ဖြော်ပြီးတော့မှဘဲညာလေးစောင်းချတဲ့ပုံစံမျိုးလေးပေါ့အဲဆိုလို့ရှိရင်ပေါင်အတွင်းတင်းနေရလေးတွေပေါင်ကြောလေးတွေပို့ပြီးတော့ပြေလာလိမ့်မယ်ဒီ hip joint လေးတွေကိုအသုံးများတာလေးတွေပို့ပြီးတော့ပွင့်လာလိမ့်မယ်ဟုတ်တယ်မင်းတို့နောက်တစ်ခါလေးသွားရအောင်နော်ဒီစောင်းနှစ်ဖက်လုံးကိုညာဘက်ကလေးကိုချလိုက်ဒီအတိုင်းလေးပဲပေါ့နော်ဒူးထောင်နိုင်နဲ့ဒူးလေးတွေ6ကလေးတွေကိုချလိုက်လိုမျိုး6ကတောင်းမှန်လေးဖြစ်သွားပြီဆိုရင်ဒီခြေသလုံးပေါ်လေးကိုမောက်ချမယ်နော်လက်လေးတွေစမ်းထုတ်ဟုတ်တယ်ခဏကိုလေးကိုဖိချလိုက်တော့ကြဘယ်နာလေးထိမလဲဆိုဒီရှေ့6ရဲ့တင်မာလေးတွေပေါ့နော်အဲ့နေရာလေးထိလိုက်မယ်ဟုတ်တယ်ပေါ်ပိုင်းတင်းနေရာလေးတွေဖြီးထားမယ်နော်ခါလေးတွေ short ထားစိတ်လေး short ထားဟုတ်တယ်ရတယ်လက်လေးကတော့ဆန့်လေရတယ်ဒါမှမဟုတ်လို့ရှိရင်လက်လေးရှက်ပြီးတော့နှစ်ဖိုးအောက်မှာထားလေရတယ်မိမ့်မြတ်သူလောက်ကြီး deep ကြီးကိုကမစင်းနိုင်ဘူးဆိုတဲ့သူလေးကကြတော့တထောင်လေးပဲထောက်ထားလို့ရတယ်ပေါ့နော်မိမ့်မြတ်တောင်လေးထောက်ပြလိုက်ပါတောင်းလေးထားမယ်အနားလေးမှာကပ်ပြီးအဲ့လိုမျိုးလေးပေါ့ဒါမျိုးလေးလုပ်လို့ရတယ်ဒါပေမဲ့ကိုကအဲ့ထက်မှထပ်ဆင်းနိုင်တယ်ဆိုလို့ရှိရင်လက်ကိုစမ်းထုတ်ပြီးနှစ်ပူလေးချလိုက်လို့ရတယ်နောက်တစ်ချမ်းလေးပြပေးပါအောင်6ကလေးတွေလက်ထုတ်လိုက်6နှစ်ဖက်လုံးလက်ထုတ်ဟုတ်တယ်ဒီ6လေးနည်းနည်းဖွင့်လိုမျိုးတောင်းမှန်လေးပေါ့နော်နောက်6လေးနည်းနည်းလေးတိုးဟုတ်တယ်လိုမျိုးတောင်းမှန်လေးဖြစ်သွားပြီဆိုတော့မှခြေသလုံးပေါ်လေးကိုဖိချမယ်နော်ဟုတ်တယ်တဖြည်းဖြည်းချင်းစီစမ်းထုတ်ဒီခါနေရလေးတွေကနေဖြောချပေးမယ်နော်ဟုတ်တယ်မမြတ်တော့နိုင်တော့ကြတော့တကူလုံးကိုစမ်းထုတ်လိုက်တဲ့ပုံစံမျိုးလေးအောက်6လေးလည်းတတောင်းတတာလေးထားဒီအတွင်းလေးတွေတင်မာလေးတွေပေါင်ကြောလေးတွေပြေးလာလိုက်မယ်ဟုတ်တယ်မရတဲ့သူဆိုလို့ရှိရင်လိုမျိုးလေးတထောင်လေးထောက်ထားပါတော့โอเคရပြီကောင်းတယ်အဲဆိုရင်နောက်ဆုံးတစ်မျိုးလေးသွားလိုက်ကြမယ်နော်6ကလေးစမ်းထုတ်လိုက်ပါအောင်6လေးစမ်းထုတ်လိုက်ဟုတ်တယ်ခြေပြားလေးအကုန်လုံးကိုစမ်းထုတ်လိုက်မယ်နော်ပြီးတော့လို့ရှိရင်ဒီခြေပြားလေးကလှန်ထားလိုက်ပေါ့နော်လှန်ထားမယ်ဖနှောင်လေးချထားမယ်ဒူးလေးစမ်းထားမယ်ရှည်လေးကိုမောက်ချဒါလည်းကြတော့ဒီခါနေရလေးတွေဖြောမယ်မိမ့်မြတ်လူလောက်ကြီးကိုကနိုင်ရင်လဲနိုင်မယ်မနိုင်ရင်လဲမနိုင်ဘူးဒါပေမဲ့မနိုင်လဲဘာမှမဖြစ်ဘူးကိုကဒူးလေးတွေစမ်းထားမယ်ဒီပေါင်အနောက်တွေလေအဲ့ပေါင်နောက်တောက်လျှောက်တင်းနေရလေးတွေပြေးသွားပြီဆိုရင်ရပြီမိမ့်မြတ်သူထက်ချလို့ရတယ်နည်းနည်းလေးထက်ချအောင်ကောင်းလေးငေါဟုတ်တယ်မိခြေပြားလေးတွေဖြောချလိုက်တော့ရပြီခြေထောက်တောင်းတာလေးတွေရှော့ချလိုက်တော့ပေါင်လေးတွေရှော့ဒီခါနေရလေးတွေရှော့မယ်နော်ကိုနိုင်တဲ့လောက်နေရအထီကိုမှောက်ချလိုက်ပြီးတော့မှကိုလုံးဝမရတော့ဆိုရင်ခေါင်းလေးငုံမယ်မျက်လုံးလေးမှိတ်မယ်အသက်ရှူထားလိုက်မယ်နော်အဲကြောင့်မင်းမြတ်သူအပြောတော့ကြတော့သူကအောက်ထိရောက်တယ်โอเคရပြီချက်ကဲအဲ့ဆိုလို့ရှိရင်တော်တော်ပြော့ပါတယ်အဲ့ဆိုရင်ဒါကြတော့မိန်းမြတ်သူနဲ့စနိုးနဲ့ပြပေးတာအောက်ပိုင်းထိုင်ပြီးသွားလို့ရှိရင်ဘယ်လိုလေးတွေရှော့ရမလဲဆိုတဲ့ဟာလေးပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်နောက်ဗီဒီယိုလေးမှာပြန်ပြန်